second revaluation ပါလေအကောက် revaluation ဆိုတာကတန်ဖိုးပြန်လဲသတ်မှတ်ခြင်းတန်ဖိုးပြန်လဲသတ်မှတ်ခြင်းအဲ့တော့ငါတို့ကဒါဘယ်ခန်းတွေမှာသုံးတာလဲဆိုရင် partnership အစုဆက်လုပ်ငန်းတွေမှာအစုဆက်လုပ်ငန်းတွေမှာပိုင်ဆိုင်တဲ့ non current asset တွေကိုပြန်ပြီးတော့ဗာလဲ revaluation လုပ်မှာဟုတ်ပြီနော်ဘယ်မှာလုပ်မှာလဲ partnership လုပ်ငန်းတွေအစုဆက်လုပ်ငန်းဟုတ်ပြီနော်အဲ့တော့ခေါင်းစဉ်ကငါတို့ကဗာလဲ partnership revaluation partnership REVALUATION partnership ပါလဲ revaluation အဲ့တော့ငါတို့ကအစုဆက်လုပ်ငန်းတွေမှာဆိုရင်သူတို့ပိုင်ဆိုင်တဲ့လုပ်ငန်းမှာပိုင်ဆိုင်တဲ့အစုဆက်လုပ်ငန်းကနေပြီးတော့ပိုင်ဆိုင်တဲ့တန်ဖိုးတွေ non current assets တွေကိုပြန်ပြီးတော့မလုပ်မှာလဲ revaluation လုပ်မှာဒါဆိုရင်ငါတို့ကလူတွေကစုပြီးတော့ partnership လုပ်ငန်းလုပ်တော့မယ်ဆိုရင် final account တွေကိုဘယ်လိုဆွဲရလဲဆိုတာငါတို့16မှာလေ့လာခဲ့တယ်လေဟုတ်အဲ့တော့ဒီ partnership လုပ်ငန်းမှာရှိနေတဲ့ non current assets တွေ liability တွေဒါတွေနဲ့ပတ်သက်ပြီးတော့မလုပ်မှာလဲ revaluation ပြန်လုပ်မယ်အဲ့တော့ဘလို့အခြေအနေမျိုးတွေမှာ revaluation ပြန်လုပ်မလဲဆိုရင်နံပါတ်1O partner O partnership ဟုတ်ပြီနော် partnership များဘာလုပ်သွားတာလဲထွက်သွားတာ partner O partnership များထွက်သွားခြင်းအဲ့လို partner တွေကလုပ်ငန်းတွေကနေထွက်သွားတာကို retire လုပ်တယ်လို့ခေါ်တယ်ပါတနာတွေကဟုတ်ပြီနော်လုပ်ငန်းတွေအဲ့ဆိုပါတနာရှစ်လုပ်ငန်းတွေကပါတနာတအူးကသူ့ရဲ့ share တွေကိုထုတ်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလုပ်ငန်းတွေကနေပြီးတော့ထုတ်ပြီးတော့သူဘာလုပ်သွားမှာလဲထွက်သွားမှာဒါမျိုးတွေကိုအိုးပါတနာများထွက်သွားခြင်း retire လုပ်တယ်လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့လိုထွက်သွားမယ်ဆိုရင်ငါတို့ကလုပ်ငန်းမှာရှိနေတဲ့ non current assets တွေကိုတန်ဖိုးတွေပြန်ပြီးတော့မလုပ်ပေးရမှာလဲသတ်မှတ်ပေးရမယ်နံပါတ်2 new partner new partner များဘာလို့မှာအသစ်ဝင်လာအသစ်ပါလဲဝင်လာခြင်းအဲ့လိုမျိုးလုပ်ငန်းတွေကိုဟုတ်ပြီနော်အရင်ကြီးထည့်ပြီးတော့ partner အသစ်တွေဝင်လာတာကို admit လုပ်တယ်လို့ခေါ်တယ်အရင်တော့3ဦးလုပ်တယ်နောက်ထပ်2ဦးထပ်ဝင်လာရင်4ဦးမဟုတ်ဘူးလားအဲ့လိုအသစ်ဝင်လာတဲ့အခြေအနေမျိုးတွေမှာဆိုရင်လေလုပ်ငန်းမှာရှိနေတဲ့ assets တွေ liability တွေကိုတန်ဖိုးပြန်ပြီးတော့မလုပ်တာလဲသတ်မှတ်ကြတယ်ဒါမျိုးကို admit လုပ်တယ်လို့ဘာဖြစ်လဲခေါ်တယ်အဲ့တော့ဆမ်မတို့က revaluation တန်ဖိုးပြန်လဲသတ်မှတ်မယ်ဆိုရင်ဘယ်လိုအခြေအနေမျိုးတွေမှာပြန်လဲသတ်မှတ်မှာလဲပါတနာတွေထွက်သွားတာ။အိုးပါတနာများထွက်သွားတာ။ထွက်သွားတယ်ဆိုသူကတိုင်းမထွက်ဘူးလေ။သူယူလာတဲ့သူထည့်ထားတဲ့ share တွေကိုထုတ်ပြီးမှသူရဲ့ပိုင်ဆိုင်မှုတွေကိုလုပ်ငန်းထဲကထုတ်ပြီးတော့မှသူကထွက်တာမဟုတ်ဘူးလား။အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်လုပ်ငန်းမှာရှိတဲ့ assets တွေ liability တွေကိုတန်ဖိုးပြန်ပြီးတော့မလုပ်ရအောင်သတ်မှတ်ရမှာ။အဲ့တော့သူတို့ကလုပ်ငန်းလုပ်မယ်ဆိုပြီးတော့ partnership လုပ်ငန်းလုပ်မယ်ဆိုပြီးတော့ win တဲ့ channel ဝယ်ထားတယ်ဥပမာ3,200ပေးရတယ်အဲ့ဒါဆိုရင်သူထွက်သွားမယ်လူကလည်းအဲ့ထဲမှာသူအရင်းကြီးမပါဘူးလားအဲ့တော့သူပြန်ထွက်သွားမယ်ဆိုသူကပိုင်ဆိုင်မှုကိုသူထည့်ထားတဲ့ share တွေထုတ်ယူသွားမှာမလားအဲ့လိုထုတ်မယ်ဆိုလို့ရှိရင်လက်ရှိကာလပေါက်ဈေးနဲ့ဘာလို့ရမှာယူမှာပေါ့ဘသူဖြစ်ဖြစ်3,200နဲ့ဖြတ်မလားဖြတ်ဘူးလေဥပမာ10နှစ်လောက်လုပ်ပြီးဒါကြီးက3,500 6,000လောက်တန်းနေပြီဆိုရင်သူတို့စဝယ်ထားတဲ့3,200နဲ့သူ့ကိုအန်းလို့ရပါမလားမရပါဘူး
ဟုတ်ပြီနော် market value လက်ရှိပေါက်ဈေးရသူ့ဘာလုပ်ပေးရမှာလဲ share တွေပေးရမှာမဟုတ်ဘူးလားအဲ့ဒါမျိုးအဲ့ဒါကြောင့်မို့ revaluation တန်မိုးပြန်တတ်မှတ်တယ်လို့ပြောတာဟုတ်ပြီနော်ဒါဆိုရင် O ပါတနာများထွက်သွားခြင်းအဲ့တော့ပါတနာရှင်းလုပ်ငန်းတွေကပါတနာတဦးကသူ့ရဲ့ share တွေထုတ်ပြီးတော့ပိုင်ဆိုင်မှုတွေထုတ်ပြီးတော့ထွက်သွားမယ်အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်လည်းဘာလုပ်ရမှာလဲ revaluation ပြန်လုပ်ရမှာနံပါတ်2ချက်ပါတနာတွေအသစ်ဝင်လာမယ်ဒါဆိုရင်တော့အသုံးလုပ်တယ်အခုတဦးထပ်ဝင်လာတယ်4ဦးမဟုတ်ဘူးလားအဲ့တော့အသစ်ဝင်လာတဲ့အခြေအနေမျိုးတွေမှာဆိုရင်လေဒီ partnership လုပ်ငန်းထဲမှာရှိနေတဲ့ assets တွေ liability တွေကိုတန်ဖိုးပြန်ပြီးတော့သတ်မှတ်ရမယ်ရမယ်နော်နံပါတ်3နံပါတ်3ကပါလေ share of profit or loss share of profit share of profit or loss ratio share of profit or loss ratio ဘာလို့မှလဲပြောင်းသွားခြင်းအရင်တော့ငါတို့16ပါတွက်ခဲ့တယ်လေဟုတ်ပြီနော် share equally အညီ2ယောက်ဆိုရင် equally ခွဲတာမဟုတ်ဘူးလားဥပမာ तू က 1/2 तू က 1/4 तू က 1/2/4 အဲ့လိုမျိုးတွေမခွဲဘူးလားအဲ့တတ်မှတ်ထားကိုကပဆောင်က share of profit or lossလုပ်ငန်းစလုပ်တော့က ratio အချိုးတစ်ခုဘာလုပ်ခဲ့တာတတ်မှတ်ခဲ့တယ်။ तू ကတော့ဘလောက်ယူ तू ကတော့ဘလောက် percent ယူဆိုပြီးတော့ငါတို့တတ်မှတ်ခဲ့တယ်မဟုတ်ဘူးလား။ဒါပေမဲ့နောက်ပိုင်းလေရောက်ရောဒီ profit or loss တွေရဲ့ ratio ကိုသူတို့ကပြောင်းပြီးတော့ဘာလုပ်လိုက်တာတတ်မှတ်လိုက်တာ။အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်လေငါတို့ကဘာပြန်လုပ်ရမှာလဲ revalue ပြန်လုပ်ရမယ်။ဒါဆိုရင် revaluation လုပ်ရမယ့်အခြေအနေဘယ်နှခုရှိတာလဲ3ခုဒါဆိုအဲ့3ခုလုံးဖြစ်ချင်းဖြစ်အဲ့3ခုတွေကအချက်တစ်ချက်ချက်ဖြစ်နေပြီဆိုရင်ငါတို့ကဘာပြန်လုပ်ရမှာ revaluation လုပ်ရမှာ revaluation လုပ်မယ်ဆိုရင်လုပ်ငန်းမှာရှိနေတဲ့ဟုတ်ပြီနော် revaluation လုပ်မယ်ဆိုရင်ဗာလေလုပ်ငန်းမှာရှိနေတဲ့assets တွေလုပ်ငန်းမှာရှိနေတဲ့ assets တွေ liability တွေassets တွေ liability တွေကို market value ဈေးကွက်ပါလဲပေါက်ဈေးပေါက်ဈေးနဲ့ဘာလုပ်ပေးရမှာလဲပြန်ပြီးတော့သတ်မှတ်ပေးရမှာလုပ်ငန်းမှာရှိနေတဲ့ဟုတ်ပြီနော်ဘာတွေလဲ assets တွေ liability တွေကိုသူ့ရဲ့တန်ဖိုးတွေကို market value နဲ့ဘာလို့ရမှာလဲဈေးကွက်ပေါက်ဈေးနဲ့ပြန်သတ်မှတ်ရမှာဥပမာကိုရီးယားအစာအုပ်ကိုစဝယ်တော့$1000ပဲပေးရတယ်ဆိုပါစို့အဲ့တော့ကိုရီးယားအခုလုံးလာတာ10နှစ်ရှိသွားပြီဒါဆိုရင်တန်ဖိုးကတစ်ဖြည်းဖြည်းပါဖြစ်လာမြင့်လာဈေးကွက်ထဲမှာ$2000ဖြစ်သွားပြီဒါဆိုဈေးကွက်ပေါက်ဈေးနဲ့ပြန်ပြီးတော့ non current asset ကို1000ကြည့်ထည့်လို့ရပါမလားမရပါဘူးငါတို့ statement of financial position ဆွဲတယ်လေ non current asset မှာဥပမာ liability 1000ကြည့်ပြန်ထည့်လို့ရလားမရဘူးဟုတ်ပြီနော်သူတို့ရဲ့လက်ရှိပေါက်ဈေး market value တိုင်ငါတို့တန်ဖိုးတွေပြန်ပြီးပါလုပ်ပေးရမှာလဲသတ်မှတ်ပေးရမှာအဲ့တော့ revaluation လုပ်မယ်ဆိုရင် revaluation ပါလဲလုပ်မယ်ဆိုရင်လုပ်တော့မယ်ဆိုရင်ပထမဦးဆုံး step 1ပထမဦးဆုံးပါလဲ step 1အဆင့်ဆင့်နဲ့သွားရမှာเนาะကလေးတွေဒီအဆင့်တွေကအလို့ပါဖြစ်ရမှာလဲရရမှာဒါဆို step 1မှာ revaluation လုပ်တော့မယ်ဆိုနံပါတ်1စလုပ်ရမှာက revaluation account နဲ့ partner တွေရဲ့ capital account တွေပါလုပ်ပေးရမှာလဲဖွင့်ပေးရမယ် step 1မှာပါလဲ REVALUATION revaluation account နဲ့ဘာ account ဖွင့်ပေးပါလဲ partner တွေရဲ့ PARTNER apostrophe ရဲ့ partner တွေရဲ့ဘာဖွင့်ပေးရမှာလဲ capital account ဟုတ်ပြီနော်ဒါဆိုရင် partner တွေနဲ့ပတ်သက်ပြီးတော့ငါတို့ကတန်ဖိုးပြန်သတ်မှတ်တာမဟုတ်ဘူးလား partner တွေရဲ့ capital ကိုတိုးစေတာလား partner တွေရဲ့ capital ကိုလျော့စေတာလားဟုတ်ပြီနော်အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စီရင်ထည့်ရမှာဖြစ်တဲ့အတွက်ဘာဖွင့်ပေးရမှာလဲ
partner ရဲ့ current account လို့လည်းခေါ်တယ် capital account လို့လည်းခေါ်တယ် account ဘယ်နှခုဖွင့်ရမှာလဲ2ခုဖွင့်ရမှာဒါမယ်နော်ဒါဆိုရင် step 1မှာ revaluation လုပ်တော့မယ်ဆိုရင်အဆင့်ဘယ်နှဆင့်ရှိမှာလဲအဆင့်ကဘယ်လဲ8ဆင့်ရှိမှာဟုတ်ပြီနော် revaluation လုပ်ရမယ့်အခြေအနေက3မျိုးရှိတာလေold partner များထွက်သွားတယ် new partner တွေအသစ်ဝင်လာတယ် share ရော profit ရော ratio ပြောင်းသွားတယ်ဒီလိုအခြေအနေမျိုးတွေကတစ်ခုခုနဲ့ကြုံပြီဆိုငါတို့က revaluation လုပ်ရတော့မှာအဲ့လို revaluation လုပ်မယ်ဆိုသူ့အဆင့်လေးတွေနဲ့သူသွားရမှာเนาะနံပါတ်1က revaluation account နဲ့ partner တွေရဲ့ current account ဒါမှမဟုတ်ရင် capital account ဘယ်နှခုဖွင့်ရမှာလဲ2ခုဖွင့်step 1 account ဘယ်နှခုဖွင့်မှာလဲ2ခုဖွင့်ဖွင့်ပြီးရင်ငါတို့ဘာတွေထည့်ပါလဲသူတို့ရဲ့ opening balance တွေရှိရင်ဘာလုပ်မအောင်ထည့်ဟုတ်ပြီနော် account နှစ်ခုဘာလုပ်မှာလဲဖွင့်မယ်ဖွင့်ပြီးရင် capital account မှာ opening balance ရှိပါ revaluation တော့ရှိပါမလားမရှိဘူးနော်ဘာလို့လဲငါတို့ကခုမှစဖွင့်တာမဟုတ်ဘူးလား opening balance တွေဘယ်ထဲမှာထည့်ပါလဲ capital account မှာထည့်ဟုတ်ပြီနော်အဲ့တော့ capital account မှာ opening balance ကိုဘာလို့ရမှာထည့်ဒါဆိုရင်ငါတို့က capital account စဆွဲလိုက်ပြီဆိုရင်ပု္ပ္ပာကပေးထားတဲ့ opening balance တွေဘာလို့မှာလဲရှိလိမ့်မယ်ဒါဆိုရင်အဲ့ဒီ capital တဲ့ opening balance တွေကို capital account ထဲမှာထည့်ပေးရမယ်ဒါပါလဲ step 1ရမလားဒါဆို step 1က revaluation account နဲ့ partner တွေရဲ့ capital account ဖွင့်capital account မှာ opening balance တွေဘာလို့မအောင်ထည့်ရပြီနော်ပြီး step 2 ဒါဆိုရင်ငါတို့က assets တွေ liability တွေကိုဈေးကွက်ပေါက်ဈေးနဲ့ revalue လုပ်ပြီးတော့ revaluation account ကိုပေးရမှာမဟုတ်ဘူးလားအဲ့တော့ပု္ပ္ပာထဲမှာဘာတွေကို revalue လုပ်ပါတယ်ဆိုပြီးတော့ပေးထားမယ်ဟုတ်ပြီနော်အဲ့တော့ step 2မှာဘာပြောထားတာလဲ asset နဲ့ liability တွေမဟုတ်ဘူးလားassets တွေ liability ရဲ့ liability တန်ဖိုးတွေကို assets နဲ့ liability တန်ဖိုးများကိုဟုတ်ပြီနော် assets နဲ့ liability ရဲ့ငါတို့တန်ဖိုးတွေကိုလေဈေးကွက်ပေါက်ဈေးနဲ့ revalue လုပ်မှာမဟုတ်ဘူးလား assets တွေ liability ရဲ့တန်ဖိုးများကိုဈေးကွက်ပေါက်ဈေးဘာလို့ခေါ်မှာလဲ market value market value နဲ့ဘာလုပ်မှာလဲ revalue လုပ်မှာမဟုတ်ဘူးလား market value နဲ့ revalue လုပ်ပြီးတော့ပြီးမှရှင်းမယ်နော် revalue လုပ်ပြီးတော့ဘာကိုပို့မှာလဲ revaluation account ဟုတ်ပြီနော် account တို့ဘာလုပ်မှာလဲပို့ရင်အဲ့တော့ step 1မှာ revaluation account ရဲ့ partner တွေရဲ့ capital account ဖွင့် partner တွေရဲ့ capital account မှာ opening balance တွေဘာလုပ်မအောင်ထည့်ပြီးရင် step 2ကဘာလုပ်မှာလဲ assets တွေ liability တွေဟုတ်ပြီနော်အဲ့ဒါတွေကို assets တွေ liability တွေအတွက် revaluation account ငါတို့စဖွင့်ခဲ့တယ်မဟုတ်ဘူးလားအဲ့ဒါဆိုရင်ပု္ပ္ပာထဲမှာဥပမာဘယ်ပစ္စည်းတွေကတော့ revalue လုပ်ပါတယ်လို့သူဘာလုပ်မှာတော့ပြောထားမယ်အဲ့လို revalue လုပ်တဲ့အခါမှာဘာနဲ့လုပ်ရမှာလဲ market value ဟုတ်ပြီနော်ဈေးကွက်ပေါက်ဈေးနဲ့လုပ်ရမယ်အဲ့ဒါတွေကိုဘယ်ကိုပို့ရမှာ revaluation account ကိုပို့ရမှာအဲ့တော့ဘာတွေကိုပြန်ပြီး revalue လုပ်တာလဲ assets တွေ liability တွေကို revalue လုပ်တာနော်ဒါဆိုလို့ရှိရင်အဲ့နံပါတ် step 2မှာနံပါတ်1လေးရေးမထားဘူးလားဟုတ်ပြီနော်အဲ့တော့ဘာတွေကို revalue လုပ်တာလဲဥပမာ assets တွေကို revalue လုပ်တာရှိမယ် liability တွေကို revalue လုပ်တာရှိတာမဟုတ်ဘူးလားအဲ့တော့ငါတို့က assets တွေကို revalue လုပ်မယ်ဆိုပါစို့ဟုတ်ပြီနော် assets တွေကိုလုပ်မယ် assets တွေကိုတန်ဖိုးပြန်ပြီးတော့တတ်မှတ်တဲ့အခါမှာငါတို့တိုးလာတဲ့ assets တွေရှိတယ်လို့ရော့သွားတဲ့ assets တွေလည်းမရှိဘူးလားဥပမာကိုရီဝယ်တော့100ပေးရတယ်
ဒါပေမဲ့ဈေးကွက်ပေါက်ဈေးမှာ150ဖြစ်နေတယ်ဒါဆိုရင် SS တန်မိုးတွေဘာဖြစ်နေအောင်တိုးနေတာကိုရီဝယ်တော့က200ပေးရတယ်ဒီ SS တစ်ခုတွေကိုဒါပေမဲ့အခုဈေးကွက်ပေါက်ဈေးမှာ150ပဲရှိတော့တယ်ရော့သွားတာတွေရှိမယ်လေဒါကြောင့်မို့လို့ increase in asset ဆိုရင်ဘယ်လိုစီးရင်သွင်းမလဲ decrease in asset ဆိုရင်ဘယ်လိုစီးရင်သွင်းမလဲ step 2က asset တွေ liability တွေကိုဈေးကွက်ပေါက်ဈေးနဲ့ revalue လုပ်ပြီးတော့ revaluation account ကိုပို့မှာမဟုတ်ဘူးလားအဲ့တော့ asset တွေကို revalue ပြန်လုပ်တဲ့အခါမှာ increase ဟုတ်ပြီနော်ဘာဖြစ်တာရှိမှာမှာတိုးလာမှာဘာတွေလဲ asset တွေတိုးလာမှာ asset တွေဘာဖြစ်ပါတိုးလာမှာဥပမာစေငါတို့ကဒီ non current asset ကိုဝယ်တော့100ပဲပေးရတာဒါပေမဲ့အခုဒီနေ့မှာ market value က150ဖြစ်သွားတော့ဘာဖြစ်သွားတိုးလာ asset တွေတိုးလာတာမဟုတ်ဘူးလားတိုးလာတော့ asset account မှာဘာ side debit side ပုံမှန်အတိုင်းစဉ်းစားတာလေတိုးလာရင် asset account မှာ debit revalue လုပ်တာမလားဒါကြောင့်မို့လို့ revaluation account မှာ credit revaluation account မှာ credit side assets တွေတိုးတယ် assets တွေရော့တယ်ဘယ်လိုစီးရင်သွင်းမလဲ assets တွေတိုးရင်ကိုရီရင်သိခဲ့တဲ့အတိုင်းပဲ assets တန်ဖိုးတိုးလာတော့ debit လေasset က debit တိုးရင် normal တိုင်းတိုး debitဟုတ်တယ်မလားဒါ assets တွေတိုးလာတော့ assets account မှာဘာ side debit side revaluation ကြောင့်ဖြစ်တာမို့လို့ revaluation account မှာ credit side ရမလားကဲနောက်တစ်ခု assets တွေရော့တာလည်းဖြစ်နိုင်တယ်လေငါတို့ကဝယ်တော့ asset က200ပေးခဲ့တယ်ဒါပေမဲ့အခုလက်ရှိဈေးကွက်မှာ150ပဲရှိတယ်ဒါဆို decrease ဖြစ်မသွားဘူးလားဖြစ်သွားတယ် decrease in assets တွေဘာဖြစ်သွားရော့ assets တွေရော့သွားရင်ဘာ side credit side ဟုတ်တယ်မလား revaluation ကြောင့်ဖြစ်တာမို့လို့ revaluation account မှာ debit side revaluation account မှာ debit assets account မှာဘာ side credit side ဒါ step 2က asset အတိုးလျှော့ပဲရှိသေးရနော် step 1လုပ်ငန်းမှာရှိနေတဲ့assets တွေ liability တွေကိုတန်ဖိုးပြန်သိတော့မယ်ဆိုရင် revaluation account နဲ့ partner တွေရဲ့ capital account ကိုဖွင့်ပြီးရင် capital account မှာ opening balance ထည့်ပြီးရင်လုပ်ငန်းမှာရှိတဲ့ assets တွေ liability တွေကိုဈေးကွက်ပေါက်ဈေးနဲ့ revalue လုပ်ပြီးတော့ revaluation account ကိုပို့ရမှာမဟုတ်ဘူးလားကဲအဲ့ဒါဆို assets တွေကို revalue လုပ်မယ်assets တွေကို revalue လုပ်ရင်တိုးလာရှိသလိုရော့တာလည်းဘာဖြစ်နိုင်လဲရှိနိုင်တယ်အဲ့တော့ဈေးကွက်ပေါက်ဈေးပါ asset က200ဖြစ်နေတယ်ကိုရီဝယ်ခဲ့တော့100ပဲဖြစ်တာရှိတာဒါဆို asset တွေတိုးမလာဘူးလားတိုးလာတော့ asset account က debit ရင်းတိုင်းပဲလေ asset တွေတိုးရင် debit side မဟုတ်ဘူးလား revaluation ကြောင့်ဖြစ်တာမို့လို့ revaluation account မှာ credit ရော့ရင်ရောကိုရီဝယ်တော့200ဒီ asset ကြီးကအခုဈေးကွက်ပေါက်ဈေးမှာ150ပဲရှိတော့တယ်ဒါလေးဆိုဘာဖြစ်သွားမှာရောသွားရင် asset တွေရောရင် asset account မှာ credit revaluation ကြောင့်ဖြစ်တာမို့လို့ revaluation account မှာ debit ရမလားကဲအားဆိုငါတို့ဗာလဲ step ဘယ်လောက်လဲ3step 2ကဘာကျန်သေးရလဲ liability နဲ့ပတ်သက်ပြီးဘာဖြစ်လဲကျန်သေးတယ်နောက်တစ်ခုကငါတို့ဗာလဲ liability နံပါတ်2မဟုတ်ဘူးလားအဲ့တော့ liability မှာ liability တွေ increase တိုးလာမယ် increase in ဗာလဲ liability အကျွေးတွေတိုးမယ်ဆိုရင်ဘာစ credit side ပေါ့ထုံးစံတိုင်းပဲစဉ်းစားတာလေ liability တွေတိုးတော့ဘာ side credit side revaluation ကြောင့်ဖြစ်တာမို့လို့ revaluation revaluation account မှာဘာ side debit side ဘယ်မှာ credit လဲ liability account မှာ credit ပုံစံအတွက်ရမှာเนาะဒါ theory မို့လို့ဒါဆို liability တိုးတာရှိသလိုDCREASC decrease in
ဘာလဲ liability ဒါဆိုရင်အကျွေးတွေရောတယ်ဆိုရင်ဘာဖြစ်သွားလဲ debit မလား liability က credit တိုးရင် normal တိုင်းတိုး credit ရောရင် normal ရဲ့စန့်ကျင်ဘက် debit မဟုတ်ဘူးလား LIABI LITI ရဲ့ liability အကောင့်မှာဘာဆိုင် debit ဆိုင် revaluation အခန်းဖြစ်တဲ့အတွက်sorry revaluation အခန်းဖြစ်တဲ့အတွက် revaluation အကောင့်မှာဘာဆိုင် credit ဆိုင်ရမလားဆို assets အတိုးလျှော့ liability အတိုးလျှော့ဆိုတာငါတို့ကရှေ့မှာတီးခဲ့တဲ့အတိုင်းပဲသွင်းပေးလိုက်တာလေ revaluation အကြောင်း revaluation ကြောင့်ဖြစ်တာမို့လို့အခြားအကောင့်က revaluation ထည့်ပေးလိုက်ရုံပဲမဟုတ်ဘူးလားအဲ့တော့ step 3 step 3မှာ revaluation အကောင့်ဘာလို့မှာ pay step 3က revaluation အကောင့်ဘာလို့မှာလဲ pay မှာ revaluation အကောင့် pay ရင်ခြားနာချက်က revaluation profit ဖြစ်လား loss ဖြစ်လားရှိမယ်လေ revaluation အကောင့်ဘာလို့မှာလဲ pay ပဲpay ရင်ငါတို့ဘာလဲ revaluation profit loss ရမှာမဟုတ်ဘူးလားrevaluation profit or loss ကိုဘာဖြစ်ပါလဲရမှာ profit or loss ကိုရမယ်ဟုတ်ပြီနော်အဲ့တော့ debit side မှာပေါ်ရင် revaluation account ပိတ်လို့ခြားနာချက်က debit side မှာပေါ်ရင် revaluation account ပိတ်လို့ခြားနာချက်က credit side မှာပေါ်ရင်အဲ့တော့မြင်လဲမှတ်ထားပါ revaluation account ပိတ်လို့ခြားနာချက်က debit side မှာပေါ်ရင် revaluation profit credit side မှာပေါ်ရင် revaluation loss credit side မှာပေါ်ရင်ဘာဖြစ်မှာလဲ revaluation loss ရမလားအဲ့တော့ငါတို့ကတန်ဖိုးပြတ်သတ်မှတ်တယ်ဆိုတာကrevaluation account နဲ့ partner တွေရဲ့ capital account ကိုဖွင့်ခဲ့တာမဟုတ်ဘူးလားဒါဆိုရင်ဒီလိုမျိုးတန်ဖိုးတွေသတ်မှတ်လိုက်တဲ့အပေါ်မှာ partner တွေရဲ့ capital ကိုတိုးစေလားရောစေလားမဟုတ်ဘူးလားဒါဆို revaluation account ပိတ်လို့ပေါ်လာတဲ့ခြားနာချက်ကို white ပြီးတော့ partner တွေရဲ့ capital account ကိုပို့ပေးရမှာဟုတ်ဘူးလားဒါကြောင့်မို့လို့ရလာတဲ့ profit or loss တွေကို partner တွေရဲ့ capital account ကိုပို့ရမှာဟုတ်ပြီနော်အဲ့တော့အောက်မှာငါတို့ရေးမယ်ရလာမယ်ဗာလဲ profit or loss ရလာမယ် profit or loss profit or loss ကို partner တွေရဲ့ capital account partner တွေရဲ့ဘယ်ကိုပို့မှာလဲ capital account ပို့ရင်ရိုးရိုးပို့လို့မရဘူးpartner တွေရဲ့ capital account ကို O partner O ratio နဲ့ပို့ရမယ် O PARTNER partner O ratio ဘာကိုပြောချင်တာလဲ O partner O ratio သူတို့ကလုပ်ငန်းစလုပ်တာလူ3ယောက်နဲ့လုပ်တယ်Mr. A ရဲ့ Mr. B ရဲ့ Mr. C ရဲ့3ယောက်နဲ့လုပ်ငန်းစလုပ်မှာအဲ့ဒီမှာသူတို့ကအချိုးတစ်ခုသတ်မှတ်လိုက်တယ်အရှုံးမြတ်ကိုဟုတ်ပြီနော်20ယူခဲ့မယ်ဒါဆိုအဲ့20က O ratio မဟုတ်ဘူးလားစလုပ်ငန်းစထောင်တဲ့သူကပါလေ O partner အဲ့မှာနောက်ထပ် Mr. D ဆိုတဲ့လူကဝင်လာဒါဆို4ယောက်ဖြစ်မသွားဘူးလားအဲ့4ယောက်က new partner new ratio နောက်ထပ်အသစ်ဝင်လာတဲ့သူနဲ့ပေါင်းတာလေ O partner O ratio ဆိုတာသူတို့စပြီးတော့ဝင်ခဲ့တဲ့ပါလေလူတွေစလုပ်တဲ့သူတွေအဲ့ဒီလူတွေမှာအချိုးတစ်ခုရှိမယ်အဲ့ဒီအချိုးကပါလေ O ratio ဟုတ်ပြီနော်အဲ့လူတွေကပါလေ O partner ဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့တော့ငါတို့က revaluation account ပိတ်လို့လေခြားနာချက်က debit side မှာပေါ်ရင် revaluation profit credit side မှာပေါ်ရင် revaluation loss အဲ့ဒါတွေကိုဘယ်ပို့ပါ partner တွေရဲ့ capital account ကိုပို့ပါပို့ရင်ရိုးရိုးပို့လို့မရဘူးဘယ်လိုပို့ပါ O partner ဆိုတဲ့ပို့ရမှာ
O partner O ratio နဲ့ဘာလို့ပါပို့ရမှာရမလား ဟုတ် အဲ့တော့ငါတို့က O partner O ratio ဆိုတာဆရာမခုနပြန်ရှင်းတယ်လို့လုပ်ငန်းစလုပ်တုန်းကလူ3ယောက် ဟုတ် ratio ဘလောက်ပြီးမှအဲ့3ယောက်ထဲက1ယောက်ထွက်သွားတာ ဟုတ် မထွက်ခင်တုန်းကအဲ့3ယောက်ကပါလဲ O partner အဲ့3ယောက်မှာ agreement တွေလုပ်ခဲ့တဲ့ ratio ရှိဘူးလား ရှိတယ် အဲ့ ratio ကပါလဲ O ratio theory ဘိုင်းဆိုတော့မျက်စိထဲမှာမြင်အောင်မှာမဟုတ်ဘူးပုံစံအတွက်တဲ့ခါမှာမလုပ်ပါလဲမြင်လိုက်တယ်အခုက stat တွေနဲ့သတိဟိုဘာလုပ်မှာလဲမှတ်ထား step 4 step 4ကကိုယ်ဝယ်အကောင့်ဖွင့်ရမယ် step 4ဆိုတာဘာလဲကိုယ်ဝယ် ကဖွင့်ရမှာ ကိုယ်ဝယ်အကောင့်ဖွင့်ရမယ်ကိုယ်ဝယ်ဆိုတာနာမည်ကောင်းကိုယ်ဝယ်အကောင့်ဘာလုပ်ရမှာလဲဖွင့်ရမယ်ကိုယ်ဝယ်ဆိုတာဘာလဲနာမည်ကောင်းဒီကိုယ်ဝယ်အကောင့်ဖွင့်ရင်ဘာလုပ်ရတာလဲဆိုရင် तू က maintain ထားလို့မရဘူး ဟုတ် လုပ်ငန်းထဲမှာအကောင့်တစ်ခုအနေနဲ့အကြာကြီးထားလို့ပါလေမရဘူး ဘူး ဒါဆိုရင်ကိုယ်ဝယ်နာမည်ကောင်းဆိုတာကဘလို့အရာမျိုးတွေကိုပြောတာလဲလုပ်ငန်းတစ်ခုကိုပါတနာတွေကစုပြီးလုပ်ကြတယ်မဟုတ်ဘူးလား ဟုတ် အဲ့တော့နောက်3-4နှစ်ကြာတဲ့အခါမှာလူတီများလာတယ်အဲ့လိုလူတီများလာရင်သူတို့ရဲ့ product သူတို့လုပ်ငန်းရဲ့ပါလေနာမည်သူတို့လုပ်ငန်းရဲ့ product ကလူတီများတယ်ဒါဆိုရင်နာမည်ကောင်းပါဖြစ်တာရလားအဲ့ဒီအတွက်သူတို့ရဲ့ share price ဈေးနှုန်းတွေကဘာဖြစ်လဲ မြင်လာမှာ တန်မိုးတွေဘာဖြစ်လာမှာမြင့်လာမှာနာမည်ကောင်းလာတဲ့အတွက်တန်မိုးတွေဘာဖြစ်လာမြင့်လာမှာဒါတွေကိုအိုးပတာတွေကလွန်ခဲ့တဲ့3-4နှစ်တည်းကဒီလုပ်ငန်းကိုအတူတူလုပ်ခဲ့ကြတာမဟုတ်ဘူးလား ဟုတ် အခုအဲ့ထဲကတယောက်ကဘာဖြစ်တော့မှာထွက်သွားတော့မှာ ဟုတ် ထွက်သွားတော့မှာဆိုတော့ဒီနာမည်ကောင်းအတွက်အကျိုးအမြတ်ကို तू ခံစား권မရှိဘူးလား ရှိတယ် तू က तू ထည့်ထားတဲ့အရင်းအနှီးကိုပဲထုတ်ယူသွားလို့မရဘူးလေဒီနာမည်ကောင်းအတွက်တန်ဖိုးလေးတစ်ခုကိုဘာလို့မှတတ်မှတ်ပြီးသူ့ကိုအမ်းရမှာမဟုတ်ဘူးလား ဟုတ် အဲ့ဒီအတွက်ကျန်တဲ့ပါတနာတွေကဒီကိုးဝယ်ကရလာတဲ့အကျိုးအမြတ်ကိုသူ့ကို share ဘာလို့လိုက်တာလဲခွဲဝေပေးလိုက်တာ ဟုတ် ဒါပေမဲ့ maintain လုပ်ငန်းထဲမှာအကောင့်ကြီးဖွင့်ပြီးတော့ထားလို့ရလား ရအောင် ဖွင့်ပြီးတာနဲ့ဘာလုပ်ပေးရမှာလဲပြန်ပိတ်ပေးရမှာကိုယ်လုပ်ငန်းရဲ့ပါတနာတွေကပဲကိုယ်လုပ်ငန်းရဲ့နာမည်ကောင်းကိုဈေးနှုန်းတစ်ခုသတ်မှတ်ပေးရမှာသူများလာသတ်မှတ်ပေးလို့ရလား ရအောင် ဒါကြောင့်မလို့တိတ်တော့ယုံလို့တော့ရလားမရဘူးဒါကြောင့်မလို့ဖွင့်ပြီးတော့ဘာလုပ်ရမှာပြန်ပိတ်ရမှာ ဟုတ် ဒါဆိုရင်မှတ်ထားရမှာကကိုယ်ဝယ်အကောင့်ကဖွင့်ပြီးတာနဲ့ဘာလုပ်ပေးရမှာလဲပြန်ပိတ်ပေးရမှာတကယ်လို့ပုံစာမှာ require ထဲမှာကိုယ်ဝယ်အကောင့်ဆွဲပါဆိုရင်ဘာလုပ်ပေးရမှာဆွဲပေးရမှာဟုတ်ပြီနော် require ထဲမှာကိုယ်ဝယ်ဆွဲပါလို့ပြောမထားရင်ကိုတွေက calculate သင်္ချာပုံစံမျိုးတဲ့ပဲပါတနာတွေရဲ့ capital account ထဲမှာထည့်ပေးရမှာ ဟုတ် နောက်ပု္ပ္ပစာအတွက်တဲ့အခါမှာမြင်လာမှာနော် ဟုတ် အဲ့တော့ကိုးဝယ်အကောင့်ကဖွင့်တာနဲ့ပိတ်တာနဲ့ဟုတ်ပြီနော်ဘယ်လိုလုပ်မလဲကဲအဲ့ဆိုကိုးဝယ်အကောင့်ကဖွင့်တာနဲ့ပိတ်တဲ့အခါမှာအခြေအနေနှစ်မျိုးရှိတယ်ကိုးဝယ်အကောင့်ကိုဖွင့်ရင်ကိုးဝယ်အကောင့်ကိုဖွင့်ရင်ဘယ်လိုဖွင့်မလဲ O partner O ratio နဲ့ဖွင့်ရမယ် O partner O ratio နဲ့ဖွင့်ရမှာကိုယ်ရဲ့အကောင့်ကိုဖွင့်ရင် O partner O ratio ဖြစ်ဘာလုပ်ပေးရမှာဖွင့်ပေးရမှာဘာကြောင့်လဲဟုတ်ပြီနော်ဖွင့်မယ်ဆို O partner O ratio ဒါဆိုရင် double entry စဉ်းစားရကိုယ်ရဲ့အကောင့်ဖွင့်ရင် O partner O ratio နဲ့ဖွင့်ဒါဆိုရင်ငါတို့ကဘာလဲ double entry စဉ်းစားမယ် ကိုယ်ဝယ်ဆိုတာက intangible asset လုပ်ငန်းရဲ့ပိုင်ဆိုင်မှုမဟုတ်ဘူးလား ဟုတ် ဟုတ်ပြီနော်အမြဲတမ်းမှတ်ထားကိုယ်ဝယ်အကောင့်ကဘာဆိုင် debit ဆိုင် ဟုတ် ဟုတ်ပြီနော်ဒါကြောင့်မို့လို့ကိုယ်ဝယ်အကောင့်ကဘာဆိုင် debit ဆိုင်ကိုယ်ဝယ်အကောင့်က debit ဆိုင်အဲ့တော့ partner ရဲ့ capital ကိုတိုးစေတာမဟုတ်ဘူးလား ဟုတ် ဟု
ဟုတ်ပြီနော် capital က credit side မဟုတ်ဘူးလားတိုးရင်တော့မဲတိုင်းတိုးဆိုတော့ဘာ side credit side ဒါကြောင့်မလို့ partner တွေရဲ့ PART NE က partner တွေရဲ့ capital partner တွေရဲ့ capital account ကဘာ side credit side ဘာနဲ့ဖွင့်မှာကိုယ့်ရဲ့ account ဖွင့်ရင် O partner O ratio နဲ့ဖွင့်အဲ့လိုဖွင့်ရင်ကိုယ့်ရဲ့ account က debit partner တွေရဲ့ capital ကိုတိုးစေမှာလေဒါကြောင့်မလို့ဘာ side credit side ဒါဆိုကိုယ့်ရဲ့ non current asset မျိုးစားလေလုပ်ငန်းရဲ့ပိုင်ဆိုင်မှုထဲမှာပါလာဒါပေမဲ့ तू ကထိတွေ့ကြိုင်တွယ်လို့ရလားမရဘူး I ရဲ့ TAL GIBL intangible asset နာမည်ကောင်းဆိုတာထွေးထွေးကြိုင်ဆွဲလို့မရကဲဆမ MITC သူများအတင်းတန်းဖွင့်နေတယ်နေ MITC လေးနာမည်လေးငါပေးမလားဆမဒီနာမည်ရအောင်ဗာလေးရင်းခဲ့ရတာအများကြီးပဲလေနာမည်ကောင်းဆိုတာကသူလည်းဈေးနှုန်းတစ်ခုပဲသူများလာယူခြင်းဆမဘာလို့မှာရှောင်းစားခြင်းရောင်းစားလေဟုတ်တယ်မလားဒါလည်းဘာပဲလေလုပ်ငန်းရဲ့ဘာလဲ asset ပဲဒါပေမဲ့ तू ကထိတွေ့ကြိုက်တွယ်လို့တော့ပါလေမရဘူးပါတနာတွေအဲ့ပိုင်ရှင်တွေရပဲဒီလုပ်ငန်းရဲ့နာမည်ကောင်းကိုတန်မိုးလေးတစ်ခုပါလုပ်ပေးရတာတတ်မှတ်ပေးရတာရလားသူလဲနန်ကားရဲ့ asset မို့လို့ဘာစ debit စဘယ်မှာ credit လဲပါတနာတွေရဲ့ capital ကိုတိုးစေလို့ဘာစ credit စဆမပြောတယ်ကိုယ့်ရဲ့ account ကဖွင့်ပြီးရင်တော့ဘာလုပ်ရတာလဲပြန်ပေးရတာကိုယ်တွေကို require ကကိုယ့်ရဲ့ account ဖွင့်မှာဆိုရင်ဒီတိုင်းသွားရမှာကိုယ့်ရဲ့ account မှာ debit partner ရဲ့ capital account မှာ credit အဲ့တော့ require ကကိုယ့်ရဲ့ account ကိုမဖွင့်ခိုင်းဘူးဆိုရင်အမြဲတမ်းပဲပုံသေးမှတ်ထားရမှာကကိုယ့်ရဲ့ဆိုတဲ့အကြောင်းအရာမှာပု္ပ္ပစာကပေးထားရင်ပါတနာတွေရဲ့ capital account ရဲ့ credit side မှာညှိရမှာအမြဲတမ်းမှတ်တာအမြဲတမ်း require မှာကိုယ့်ရဲ့ account ဆွဲပါလို့မပြောဘူးပြောတာဘာဖြစ်လဲရှားတယ်ဒါပေမဲ့ငါတို့ကပါတနာတွေရဲ့ capital account ရဲ့ credit side မှာအမြဲတမ်းကိုယ်ဝယ်ရှိရမှာဟုတ်ပြီနော်ပါတနာတွေရဲ့ capital account မှာအမြဲတမ်းပါရှိရမှာလေ credit side မှာကိုယ်ဝယ်ဟုတ်ပြီနော်အဲ့ဒါကိုယ်ဝယ် account ကိုဖွင့်လိုက်တာပဲပါတနာတွေရဲ့ capital account မှာ credit side မှာကိုယ်ဝယ်ရှိရင်ပေးထားရင်ဒါကိုယ်ဝယ် account ဘာလို့ထလားဖွင့်ထားတာလို့နားလည်ရမှာနော်ဒါဆိုရင်ငါတို့ကပြန်ပိတ်မှာမလားပြန်ပိတ်ရင်စန့်ကျင်ဘက်ပေါ့ပြန်ပိတ်ရင်ဗာလေစန့်ကျင်ဘက်ပေါ့ကိုယ့်ရဲ့ account က debit နဲ့ဖွင့်ထားတာပြန်ပိတ်တော့ကိုယ့်ရဲ့ account ကဘာဖြစ်မှာလဲ credit side ပေါ့ကိုယ့်ရဲ့ account ကဘာ side credit side ပြန်ပိတ်တော့ partner တွေရဲ့ capital account ကဘာ side debit side ပေါ့ပြန်ပိတ်တော့ partner တွေရဲ့ capital account ကဘာ side debit side ဟုတ်ပြီနော် partner တွေရဲ့ capital account မှာ credit နဲ့ဖွင့်ထားတာလေပြန်ပိတ်တော့ဗာလဲ debit နဲ့ပြန်ပိတ်တာဒါဆိုရင် step 4ကဘာနဲ့ပတ်သက်ပြီးလုပ်ရတာလဲကိုယ့်ရဲ့ account နဲ့ပတ်သက်ပြီးတော့ဘာဖြစ်တာလဲလုပ်ရတာဟုတ်ပြီနော် step 5ပြီးမှပြောမယ်နော်ဟုတ်